ကျွန်တော်တို့မြန်မာနိုင်ငံမှာပိုးများများရနိုင်တဲ့အသီးတစ်မျိုးဖြစ်တဲ့ငပြောသီးကိုအခြေခံပြီးတန်မိုးမြင့်စားသောက်ကုန်ထုတ်လုပ်တဲ့ပုံလေးကိုပြောပြပေးမှာဖြစ်ပါတယ်။အရင်ဦးဆုံးအနေနဲ့ကျွန်တော်တို့ကငပြောသီးလေးတွေကိုကောင်းမွန်တဲ့ငပြောသီးလေးတွေကိုရွေးချယ်ပြီးတော့ခွန်ခွာပြီးတော့တန်ရှင်းလုပ်ပါမယ်။တန်ရှင်းလုပ်ပြီးပိုင်းမိသွားလို့ရှိရင်ပလတ်စတစ်အပြားလေးနှစ်ခုနဲ့အပေါ်အောင်ညှပ်ပြီးတော့ကျွန်တော်အပေါ်ကနေဖိလိုက်လို့ရှိရင်ငပြောသီးအပြားလေးတွေရပါပြီ။အဲ့လိုငပြောသီးပြားလေးတွေရလာတဲ့ခါကြလို့ရှိရင်ကျွန်တော်တို့ထိုင်းဘက်မှာဆိုရင်တော့ chocolate တို့ကျွန်တော်တို့အစိအစံတွေပေါ့နော်စားလို့အဆင်ပြေတဲ့ကောင်းတဲ့စိတ်နဲ့အစိအစံလေးတွေထပ်ပြီးတော့ထည့်ကြပါတယ်ဗျထည့်ပြီးသွားလို့ရှိရင်အချောက်ခံမယ်အချောက်ခံတဲ့နေရာမှာလည်းပဲအချောက်ခံစက်နဲ့ထည့်ပြီးအချောက်ခံလို့ရသလိုနေပြပြီးတော့အချောက်ခံလို့လည်းရပါတယ်ဗျပြီးလို့ရှိရင်တော့ဒါကတော့ထုတ်ပိုးတဲ့ပုံစံလေးပေါ့နော်ဒီလိုဘူးမျိုးလေးတွေ plastic ဘူးမျိုးလေးတွေကကျွန်တော်ဈေးကွက်ထဲမှာအလွယ်တကူပဲဝယ်လို့ရပါတယ်ပြီးလို့ရှိရင်တော့ကိုသတ်မှတ်ထားတဲ့ gram အတိုင်းချိန်မယ်ပေါ့နော်ဘယ်လောက် gram ထည့်မယ်100 gram လား200 gram လားထည့်ပြီးသွားလို့ရှိရင်ဘူးလေးတွေကိုထည့်ပြီးသွားတာနဲ့ကျွန်တော်တို့ packaging လှလှလေးဖြစ်ပြီးရောင်းနှမ်းဝင်တဲ့အနေအထားတစ်ခုကိုရောက်ပါပြီ